ရက်စီမုံမှာတော့အမကလေးကရက်ပဲရတယ်တော့ ဖုန်းနေကြည့်နေတာလားအဲ အဲ့ဘဲနဲ့ကလေးတော့ဝင်နေမှာတော့ဒီနေ့ကဖုန်းနဲ့နှက် ဒီ45ရက်လေးကိုသီးခံဒါမှနောက်ကြာကြီးစမ်းပါ45ရက်ကိုသီးမခံရင်နောက်ကြာကြီးခံမှာ ဟုတ်လား ဒီဘက်ကလင်းတာဖူးဒီဘက်သွားလေအတွင်းနဲ့သွားလေ